ကျွန်တော်ကယောဂီအများကြီး short တွေထစ်မှလည်းမပါဘူးဒါပေမဲ့အရက်မောင်းနဲ့ပတ်သက်ပြီးကိုယ့်ကိုယဉ်ကျေးမှုရှိပါတယ်ဘော်ဒီပိုင်းမှာရောအခုချိန်မှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်အပြိုင်ပွဲကြွရင်တော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ ready ဖြစ်အောင်ကျွန်တော်အခုချိန်မှာအကောင်းဆုံးကြိုးစားနေပါတယ်ကျွန်တော်ကတော့ဒီ Mr. Cosmopolitan မြန်မာ2026ဖြစ်ပါတယ်ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမန္တိကဒီ Mr. Supranational ပြိုင်ပွဲတွေနောက်ပိုင်းမှာကျွန်တော်ကဒီပြိုင်ပွဲအတွက်ကိုဆက်လက်ပြိုင်ဖို့အတွက်ကျွန်တော်ဂျားလေးမှာအများကြီးပြင်ဆင်နေတာရှိပါတယ်မန္တိကကိုတက်ဝေကိုတော့ပြိုင်ခဲ့တယ်ပေါ့နော်သူစီမှာလေးကျွန်တော်အိပ်ပွဲလေးကျွန်တော်အများကြီးကြည့်ပြီးတော့အများကြီးတင်ပြရပါတယ်ဆရာကကျွန်တော်အခုလိုရုံချင်းဒီအတစ်အတွက်ကျွန်တော်အနေနဲ့အများကြီးစူးစမ်းပြီးတော့placement ဆရာတို့ placement ကောင်းတခုရအောင်စူးစမ်းတော့အောင်လို့ပြောချင်ပါတယ်ယောဂီလားဆိုတော့ကျွန်တော်ကယောဂီအများကြီး short တွေထစ်မှလည်းမပါဘူးဒါပေမဲ့အရက်မောင်းနဲ့ပတ်သက်ပြီးကိုယ့်ကိုယဉ်ကျေးမှုရှိပါတယ်ခုစီမှာတော့ကျွန်တော် body ပိုင်းတွေရောတခြားလိုအပ်တဲ့ channel ပိုင်းတွေအများကြီးပြင်ဆင်နေတယ်အဲ့ဒါကိုလေပြိုင်ပွဲကြရင်ဆက်လက်ပြီးတော့စောင့်ကြည့်ဖို့ပြောချင်ပါတယ်ဆရာကသူကိုယ်တိုင်လေးဒီနိုင်ငံခြားမှာတော်ပြီးတော့ပြိုင်ပွဲတစ်ခုတော့ပြိုင်ရေးပြီးတော့ placement ကောင်းတစ်ခုရခဲ့တယ်အဲ့အတွက်ဆရာကိုအများကြီး 100% ယုံကြည်ပါတယ်အခုချိန်မှာတော့ကျွန်တော်အနေနဲ့ဒီ language ပိုင်းကအများကြီးမကောင်းသေးဘူးဒါပေမဲ့လိုအပ်တာတွေကျွန်တော်အနေနဲ့အကောင်းဆုံးလောက်ဆန်နေပါတယ်ပြိုင်ပွဲကကိုလိုက်ပါကြီးကြရင်စက်တီဘာလဒီဘီနိုင်ငံမှာတွားပြီးတော့ဆင်ပြရမှာဖြစ်ပါတယ်။တင်သွင်းဖြစ်နေပြီဆိုတဲ့ပိုင်းကကျွန်တော် challenge ပိုင်းတွေတခြားလိုအပ်တဲ့အပိုင်းတွေအကုန်လုံးကိုအခုချိန်မှာပြည့်စုံနေပါကျွန်တော်ဒီ project ကဒီ from the dirt to the light ဆိုတဲ့ social project ကိုကျွန်တော်အနေနဲ့အခုချိန်မှာလောက်ဆောင်နေပါတယ်။ဒီ Mr. Cosmopolitan ရဲ့motto နဲ့ဒီကျွန်တော် user လာတဲ့ project နဲ့ကိုက်ညီမယ်ချင်လို့ကျွန်တော်ဒီပြိုင်ပွဲကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ပေါ့နော်။ဟုတ်ကျွန်တော်ရခိုင်ပြည်တော်စကားနေတော့ဒီနေ့ဝေးတော့ရခိုင်လူမျိုးတွေကတော့ဒီအားပေးတဲ့နေရာမှာတော့ပြောကြမလို့အခုဆိုအများကြီးဝိုင်းရံကြတာရှိတယ်တို့ပေါ့နော် body ပိုင်းမှာရောအခုချိန်မှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်ပြိုင်ပွဲကြွရင်တော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ ready ဖြစ်အောင်ကျွန်တော်အခုချိန်မှာအကောင်းဆုံးကြိုးစားနေပါတယ်ပရိသတ်တွေရောဒီကျွန်တော်ဒီမြန်မာနိုင်ငံရဲ့ဒီရည်ကြီးမှုတွေအများကြီးဆက်ပြတ်တော့ရှိတဲ့အတွက်ဆက်လက်ပြီးတော့အားပေးဖို့ပြောချင်ပါတယ်